မင်္ဂလာပါဒီနေ့တောင်ပိုးမိုးလေးနဲ့ဝတ်သားနဲ့ကိုကိုင်းသီးလေးနဲ့ချက်တာပေါ့နော်အရင်ဆုံးဝတ်သားသုံးတက်သားဗိုက်သားပေါ့နော်ဒီလိုမျိုးအစီပြင်းနဲ့အသားနဲ့မျှနေတဲ့ဟာလေး30သားလောက်သုံးမယ်မိုးလေးက15ချက်သားအောင်တို့ညာကြီးမှာအဲ့ဟာ10သားကို12000ပဲတခြားမှာတော့ဘယ်လောက်ရှိလဲမသိဘူးရှက်နက်နက်လိုမယ်ကိုင်းသီးလိုမယ်ငရုတ်သီးစိမ်းလိုမယ်နော်ဒါလေးတွေကိုတင်ပြီးတော့ရေစေးထားမယ်ရေကတော့ထုံးစံအတိုင်းပဲအကြာကြီးစေးရအနေတော်လေးဖြတ်ထားမယ်ဝတ်သားအနေတော်လေးလှီးထားမယ်စိုက်ကလည်းဒီလောက်ပဲအသေးလေးပဲပေါ့နော်ဒလမပတ်လည်လောက်လေးဝတ်သား30သားဆိုရင်ကိုင်းသီးကို20သားထည့်ပေးအဲ့ဒါမှသူအဲ့ဒါချင်းလေးနဲ့စားကောင်းတာပေါ့မြုပ်သီးကတော့ကိုလိုတလောက်ပေါ့နော်မြုပ်သီးနဲ့လည်းစားမကောင်းချက်သားမှုတ်ထည့်မယ်ဟင်းရွက်မှုတ်ဝှစ်ချွန်ဟင်းရွက်မှုတ်ထည့်မယ်စားလေးနည်းနည်းထည့်ပြီးနေမယ်နော်ဝှစ်ချွန်ဟင်းရွက်မှုတ်ကအောက်စီမှာရပြီနော်3000နဲ့6000ချက်တော့ဖြူနီကိုစီတက်မယ်ဝတ်သားထည့်ပြီးတော့လုံးမယ်ဝတ်သားအသားကျစ်ပြီးတော့တင်းလာပြီဆိုရင်ကိုင်းသီးထည့်မယ်ကိုင်းသီးထည့်ပြီးတော့သူတို့လုံးပေးပေါ့နော်ခဏလုံးပေးပြီးတော့သူ့ရေနဲ့သူဤကြတော့အောင်လောဆယ်ပါရေမှမထည့်သေးပဲနဲ့အဖုံးလေးခဏအုပ်ပြီးတော့သူ့ရေအတိုင်းလေးကိုဖုံးလေးအုပ်ပြီးတော့ခဏချက်ပေးနော်အမအိုးကဖြည်းဖြည်းနဲ့မြည်လာပြီးစီလေးပြန်ပြီးတော့သူ့ရေနဲ့သူတင်းလာပြီးဆိုရင်ရေနွေးလေးထည့်ရေနွေးထည့်ပြီးတော့အမတရေနူးရင်နူးပြီးလားဖွင့်ကြည့်ဝတ်သားနုရင်တော့တရေနဲ့နူးတယ်တကယ်လို့မနူးရင်တော့နောက်တရေထပ်ထည့်ရတာပေါ့နော်ခယူးစီလေးတစ်စုံလောက်ထည့်ပေးခယူးစီကိုဝတ်သားနယ်တော့ကလည်းထည့်ကျင်လိုက်ရတယ်ဒါကမိုးထည့်မယ်မိုးထည့်ပြီးတော့သူ့မိုးဤအောင်လို့ခဏလေးတည့်ပေးပေါ့နော်အကြာကြီးတော့မဟုတ်ပါဘူးငရုတ်သီးစိမ်းထည့်မယ်ငရုတ်သီးစိမ်းကတော့ကိုစားနိုင်တဲ့လောက်ပေါ့အောင်ကတော့အတောက်20လောက်ထည့်တယ်ချစ်ချင်းဆက်လေးစားချင်တာပေါ့နော်ရှက်နက်လေးအုပ်ပေးဒါဆိုရင်ပေါ့ငယ်လေးမြည်ကြည့်ပေါ့နော်ဟိုအရသာချင်းငယ်ဆက်လေးမှသူကကောင်းတယ်တကယ်လို့ကိုကလိုအပ်တယ်ဆိုရင်ဒီနေရာမှာထပ်ဖြည့်ပေါ့နော်ဒီလိုမျိုးလေးတမျိုးတည်းနဲ့ပြီးပြီမိုးရသေးလေးလည်းတုံးတော့မှာဆိုတော့ကွက်တီပဲကလေးတွေကတော့မစားနိုင်တော့သူတို့ဝက်ဦးကြောင်ကြော်ပေးတယ်ဒီမိုးနဲ့လိုက်ဖက်အောင်ပဲကြဆန်ပေါ့နော်ပဲကြဆန်နဲ့ပဲဝလေးနဲ့ဟင်းကြိုချက်တယ်ကလေးတွေအတွက်ကတော့ပဇွန်ပေါ့ပဇွန်ချိုလေးကြော်ပေးတယ်ကျေးဇူးပါ